สวัสดีค่ะทุกคนဒီနေ့မျှဝေပေးမှာကတော့အလုံးနဲ့ပတ်သက်တဲ့ထိုင်းစကားပြောတွေပဲဖြစ်ပါတယ်အလုံးလျှောက်တာကိုสมัครงานအလုံးလျှောက်သည်ဒီမှာအလုံးလျှောက်ချင်တယ်ဆိုရင်อยากสมัครงานที่นี่อยากสมัครงานที่นี่ဒီမှာအလုံးလျှောက်ချင်တယ်อยากဆိုတာကချင်တယ်လို့ပြောတာสมัครงานဆိုတာအလုံးလျှောက်သည်ที่นี่ဆိုတာကဒီမှာလို့ပြောတာအလုပ်သမားထပ်ခေါ်လားလို့မေးချင်ရင်รับพนักงานเพิ่มไหมรับพนักงานเพิ่มไหมรับဆိုတာကလက်ခံတာကိုပြောတာพนักงานအလုပ်သမားဝန်ထမ်းเพิ่งဆိုတာကနောက်ထပ်ကိုပြောတာမိုင်းဆိုတာလားรับพนักงานเพิ่มไหมအလုပ်သမားထပ်ခေါ်လားได้งานแล้วအလုပ်ရပြီได้งานแล้วအလုပ်ရပြီได้งานဆိုတာအလုပ်ရတယ်แล้วဆိုတာပြီးပြီได้งานแล้วยังไม่มีงานအလုပ်မရှိသေးဘူးยังไม่มีงานအလုပ်မရှိသေးဘူးยังไม่มีဆိုတာကမရှိသေးဘူးงานဆိုတာကအလုပ်ยังไม่มีงานအလုပ်မရှိသေးဘူးหางานยากအလုပ်ရှာရခက်တယ်หางานยากအလုပ်ရှာရခက်တယ်หาဆိုတာကရှာဖွေတာကိုပြောတာงานဆိုတာအလုပ်ยากဆိုတာကခက်ခဲတယ်หางานยากအလုပ်ရှာရခက်တယ်งานอะไรก็ได้ဘာလုပ်ပဲဖြစ်ဖြစ်ရတယ်งานอะไรก็ได้ဘာလုပ်ပဲဖြစ်ဖြစ်ရတယ်งานအလုပ်อะไรဆိုတာဘာလဲก็ได้ก็ဆိုတာပဲได้ဆိုတာရတယ်งานอะไรก็ได้ဘာလုပ်ပဲဖြစ်ဖြစ်ရတယ်ကျွန်တော်ဘာလုပ်ပဲဖြစ်ဖြစ်လုပ်လို့ရတယ်လို့ပြောချင်ရင်ผมทำงานอะไรก็ได้ผมทำงานอะไรก็ได้ผมဆိုတာကျွန်တော်ทำงานဆိုတာအလုပ်อะไรก็ได้ဘာပဲဖြစ်ဖြစ်ရတယ်ผมทำงานอะไรก็ได้ကျွန်တော်ဘာလုပ်ပဲဖြစ်ဖြစ်လုပ်လို့ရတယ်มีประสบการณ์ไหมအတွေ့အကြုံရှိလားมีประสบการณ์ไหมအတွေ့အကြုံရှိလားဒါကတော့အလုပ်တော့ရှောက်လို့ဆိုရင်တထေးတွေကမေးလေးရှိတယ်ပေါ့နော်ประสบการณ์ဆိုတာအတွေ့အကြုံပြောတာเคยทำงานอะไรบ้างဘာလုပ်တွေလုပ်ဖူးလဲเคยทำงานอะไรบ้างဘာလုပ်တွေလုပ်ဖူးလဲเคยဆိုရင်ဖူးတယ်ทำงานအလုပ်อะไรบ้างဆိုဘာတွေလဲပေါ့เคยทำงานอะไรบ้างဘာလုပ်တွေလုပ်ဖူးလဲဒါကတော့အလုပ်သွားရှောက်လို့ဆိုရင်မေးလေးမေးထားစီတဲ့စကား